ရေချောင်းသွားတဲ့ပုဂ္ဂိုလ်ကိုမှားလိုက်တယ်ဇောက်မှန်းကမ်းမှန်းသိရမယ်တဲ့ကြောက်ကိုကိုက်ရင်တင်မောမှောက်တယ်ကမ်းကိုကိုက်တယ်အဲ့ဒါကိုဇောက်မှန်းကမ်းမှန်းသိအဲ့ဒါကိုလေမှန်းကိုပြတော့စောက်ကမ်းဆိုတော့စကားလုံးကကြမ်းသွားအောင်မှန်တော့ဒီကောင်မလေးကလေဟဲ့ဟိုလေဟိုဒီနန်းနေမော်လည်းလေဘုန်းကြီးရှိမှတခါလဲဟဲ့အနေထားကိုမသိဘူးလို့ပြောတာဇောက်မှန်းကမ်းမှန်းမသိဘူးလို့ပြောတာအဲ့ဆိုအဲ့ဒါကိုကြောက်ကမ်းမလေးဆိုတော့စကားလုံးကကြမ်းလာတော့တော့ငကိုတော့ယဉ်ကျေးတဲ့စကားလေယဉ်ကျေးတဲ့စကားလေကြမ်းသွားတယ်ဒီတည်းမဲ့ကောင်းတဲ့အနေနဲ့ပြောရန်နေပြီးတော့မြန်မာတို့သူတို့ပါစက်တရောက်သွားရင်မကောင်းတဲ့သဘောဖြစ်သွားငကိုကကောင်းတဲ့တိုင်ပြောတာဆိုကောင်းတဲ့စကားပြောတဲ့အရာကိုပဲကြာတော့ဗဘဲတို့မြည်သည်တူငိန်တဲ့ခါကျရင်ဗဘဲလှအဲ့ဒါကိုဗဘဲသမားကတူငိန်ရတယ်ဗဘဲတူငိန်ဗရိန်တော်တဲ့ပုဂ္ဂိုလ်ကရွှေလေးကိုခိုးပြီးလုပ်ပေးတတ်တယ်ဟိုဖုံဖုံကောတာလားတပည့်တော်မလေးဒီနေ့လေးကိုပြေဖြိုးလိုက်လို့အလူရှိတယ်မိဖြူကအဲ့ဒါလေပတ်စံတော်လေကိုဝင်းခိုင်ကြီးကရွှေတကြသားကိုကတ်စီနေတယ်လေနည်းနည်းလေးယော့နေတော့အဲ့ဒါလေးကိုလေလှလှပါတယ်ဆိုကိစ္စမျိုးမြန်မာလေးရဲ့မိဖြူရဲ့နည်းလေးနင်းရဲ့ဝင်းနိုင်ရဲ့မိမရဲ့ငကတ်နေတဲ့တူရမယ်ငါနည်းနည်းလေးခိုးပြီးတော့ကြီးလေးခိုးပြီးတော့လုတ်ပေးမယ်ဆိုတော့တောင်ဗဘဲကတူငင်ရတယ်ဗဒိန်ကရွှေကိုခိုးပြီးလုတ်ပေးတယ်ကျွမ်းကျင်လို့တန်ပြူကြတော့အေးချွတ်ဆိုကြိုးကတော့ပူတော့မှတန်ကိုထုရတယ်တောင်ဗဘဲတူငင်ဗဒိန်ရွှေကိုတန်ပြူမအေးလို့ပြောတာပြောင်းသွားတယ်ဗဘဲလူလိန်တဲ့မကောင်းတဲ့ရောက်သွားတယ်ဗဒိန်ရွှေခိုးတဲ့ခုဘက်ကတန်ပြူကသွားပြီလေမအေးလို့ကဝိစီဘောက်ကပြောင်းသွားတယ်ပြီးသွားအဲ့ဒါအကောင်ပထမအကောင်ဒါရှေးလူကြီးတွေပြဗဘဲတူငင်ပရင်ရွှေကိုတန်ပြူမအေးလို့မအေးတာကို we need to မအေးတာ hot ဖြစ်တော့ကိုတန်ကိုထုရတယ်အေးကောင်ချွတ်ဆိုကျိုးသွားတယ်အဲ့ဒါကောင်းတဲ့နေရာနေဘာဖြစ်သွားလဲဗဘဲလူလိန်ပရင်ရွှေကိုတန်ပြူမအေးဒီတော့ကောင်းနေတဲ့အရာနေဒီတိုင်းပဲဟဲ့ပြေပြိုးအောင်ကအခုဒီမှာကြီးဟောနေလားကောနတ်စိတ်တန်စင်နေလားပြားရည်တန်ဆိုင်ကိုစလုပ်တယ်အောင်မြင်သွားတယ်ရန်ကုန်ဒီမှာဟိုနေ့မှာမန္တလေးမုံရယုံကြီးရမှာလေဥသောင်းဖို့ဒေါ်ဘူမတူတူလည်းပဲစီတယ်ရှိတယ်တူတူပဲမိတ်ရတာပေါ့စဦးတယ်လေဈေးဆိုတာဥရတယ်ဈေးဆိုတာဥပြပါလောက်ရတယ်ဝယ်လို့ရှိရင်လေဟဲ့ပြေလို့ရအောင်ငါပြားရည်ဝါ10ဘုံလောက်လိုချင်တယ်ကွာခုမှဈေးဦးတဘုံမလို့တဘုံ1000မင်းကလည်းကွာမင်းက10ဘုံကျူမှာကွာမင်းက9000လောက်ထားကွာရှင်များတော့ရှင်များမလို့ရှော့ပဲပြောဈေးဦးကြီးပြီးတော့မလှန်ခြင်းလို့နော်ဟောဈေးတို့မြည်သည်အစလေးပဲကောင်းတယ်တော့ဈေးအစလို့ပြောလိုက်ဆက်ဆိုတာအလေသားကောင်းတယ်ဆက်ဆိုတာဟောပထမဆုံးစထွက်ပြီးဇက်ထွက်ပြီးမုံရမှာဇက်ကပြီးဆရာတော်လာကပြီးရွှေမန်းပန္တရာခေါ်တယ်လားလာကပြီးလေသူကခုအချိန်မှာကြည့်လိုက်တော့နိုင်ကြည့်လိုက်တယ်မြေပဲတို့တွေရမယ်ကွာစီတော်တွေရမယ်ဆိုခလေးတွေကလည်းစူညံနေဇက်ကထွက်လို့မရသေးဘူးအဲ့ဒါကြောင့်မလို့ခွန်းတောက်လေးတွေဆိုရတယ်ပြည်တီရတယ်ဒီဇက်ကလို့ဘလောက်အသံကောင်းတယ်မကောင်းတယ်ဆိုတာလူရှင်တော်ပို့လိုက်လူရှင်တော်မောင်ဝင်းနိုင်နဲ့မောင်ဝင်းခိုင်ညီကိုနှစ်ယောက်ထွက်လာတယ်ရဝင်းနိုင်ကထွက်လာတယ်ရိုးတကြောက်ပြုံးမပါတယ်လေဘလူအရွက်ကျွန်းကစုံပစုံစားနဲ့လွန်တရားကညွတ်ပေါ်တော့ဖြစ်လို့သူအောင်မောင်ရွှေမန်းဥပဒနာဇတ်ထဲရတယ်လူချင်းတွေတော့အတန်ကောင်းလိုက်လာလို့ပိဿကသိသွားတယ်အဲဒီမှာပြေဖြိုးလိုက်ရအာမခွန်းတော်ဆိုတာများကွာဟဲ့အောင်ဇက်လိုက်တဲ့သူကခွန်းတော်လောက်ကတော့ဟဲ့တို့မုံရပြေဖြိုးလိုက်ကွာနဲမင်းသူ့လိုအတန်ကောင်းလို့လားမင်းနားတော်ကြည့်သမှာပြီးတော့ရတဲ့မွန်တို့တော့နဲအတန်နဲ့ခုနကတော့အတန်က4ဆိုရင် तू က9လောက်6လောက်တက်တော့ခုနကတော့ကိုရိုးတစ်ချက်ဖြုံးမောက်ပါတယ်လဲဘတို့ရွက်ကျွန်းကစုံပစုံသားနဲ့လွန်တရားကညွတ်ပေါ်တော့ဖြစ်လို့သူ့တန်လေးက2ခု3လောက်ပဲသူအတန်း2မှတ်တရာ3မှတ်တရာအဲ့တော့ပြေပြူလေရတော့သမအောင်ကိုဝင်းနိုင်ကြီးရဲ့ခင်ဗျဝင်းခိုင်တော်မှာဆိုသွားသေးတာလေအမလေးကွာလူရှင်တော်လောက်ဆိုတဲ့ခေါင်းတော်မရရင်ဒီဇက်ပေါ်ဘယ်တက်မလို့ကွာပြီးတော့ရတဲ့မွန်တို့နည်းနည်းဆိုင်းရတယ်သိတယ်နည်းနည်းဆိုင်းဟင်းချူအောင်ပစုံခတ်တယ်ကိုသားမြတ်လေတော့ဟောနားတော့လေတော့ဟောဆိုဘောသုံးချက်ဆွဲလိုက်တယ်ခုနကောင်ကရိုးရလျှောက်ဖြုံးမလို့လေဘူးမတော်ကရွက်ကြောင်းပစုံရွက်ကြောင်းကစုံပစုံစားတွေနဲ့လွတ်တရားကညွတ်ပေါ်တော့ဖြစ်လို့သူဆို
ဝူနဝူလည်းပဲသွားတယ်သူ့လည်းကြောက်ကိုတန်မြင့်လေတော့ဟောဆိုသူအတန်သုံးညွှန်းလိုက်တယ်အဲ့တော့ဟိုကလေးတွေကစိတ်ဝင်စားဘူးကွာစိတ်တော်တွေမြေပဲနဲ့လုံနေတော့မယ်အဲ့တော့မှတပြေးနဲ့တိုင်းတော်ပြည်တော်တဲ့ဝင်းကြီးလေးပါထွက်အချိန်နဲ့လမ်းကျက်တယ်မင်းကြီးဒါနဲ့ဗျာအဲ့တော့မှအဲ့ဒီဝင်းကြီးတွေကသူတို့ပြောကျင်တဲ့အချက်လက်တွေဟောဒါနဲ့မုံရွာလေဟောကိုပြေပြောလိုက်ရမုံရွာဝင်းကြီးပါလားဘာကိစ္စနဲ့များကြွလာဟောကျွန်တော်ဘရင်ထီးပြရဥက္ကောတန်လာကြီးလေငကြင်းသားစားမလို့ဟောထမင်းသူ့ရဲ့မွေးနေမှာလေငကြင်းလူသားလိုနေတာအဲ့တော့မုံရွာကဒီမူးမြစ်ကချင်းတွင်းမြစ်ကလေငကြင်းသားလေးကအလွန်ကောင်းတယ်ဆိုလို့ငကြင်းသားများရမှာလို့ကျွန်တော်ကမုံရွာဝင်းကြီးကိုကျွန်တော်လှမ်းခေါ်လိုက်တာပါဒီဝင်းကြီးလေးကအဲ့ဒီခက်ကအကြောင်းအရာကိုသူတို့ကပြောတာဟာဒါနဲ့ကိုပြေပြောလို့ကျွန်တော်လည်းဗျာဘာထူးလို့လဲဗျာကျွန်တော်လည်းမုံရွာမှာဝင်ကြီးတာဖြစ်တယ်ဗျာအခုမုံရွာမြစ်ထဲကိုလေဘာလဲသဲတွေနဲ့ဖို့ပြီးတော့တင်းညံတော့မဆိုငကြင်းတွေပြေးတာအဲ့မှာသူတို့ပြောချင်တာပြောတာသူတို့ပြောချင်တာပြောတာမင်းတို့ပြောချင်တဲ့အရာတွေပြောတယ်ဗျာငါမပြောဘူးနော်နမူနာပြောတာသူတို့ပြောချင်တဲ့အရာတွေသူတို့အဲ့ထဲမှာထည့်တာစတိုင်းမျိုးသူတို့ကပေးတာပြောတာပေးတာကိုပြောတာနမူနာပြောပြတယ်မင်းတို့ပြောကြမီးမလာတဲ့အကြောင်းလည်းပြောဖို့ကွာအဲ့ဒါတွေပြောတော့ပိသက်တွေကငြိမ်သွားပြီအေးဒါနဲ့ကျွန်တော်တို့ကငကြင်းသားရှာပုံတော့ဖွင့်အောင်ချင်းလေးမြစ်ကြီးကမတန်ဘူးဆိုတော့ဟိုဘက်ကကြီးမနိုင်ကရန်ကုန်တိုင်းဝင်ကြီးဗျာကြီးမနိုင်ဝင်ကြီးသူကတိုင်းနေပြည်နယ်သူတို့ပြောချင်တဲ့စကားတွေကိုဒီလူရှင်တော်ဝင်ကြီး၄ပါးပြောရမြောက်ပိုင်းဝင်ကြီးဆိုတော့ကချင်ပြည်နယ်ပေါ့ကဲခုနကဘယ်လိုလဲကဲကိုတောင်းဖို့ခင်ဗျကချင်ပြည်နယ်ရောက်ပဲငကြင်းရနိုင်တာတရားတွေမြက်ခုကချင်ပြည်နယ်လဲဗျာတရုတ်ကရွှေတွေကျင်းတော့မြေတွေကပြိုကျရာသူတွေကမကောင်းငါးတွေလည်းပြေးတာမရှိပါဘူးလို့သူတို့ပြောချင်တဲ့စကားတွေကိုအဲ့ဒီမှာပြောတော့10နာရီ17နာရီလောက်ကျတော့ဒုတိယခုနကတော့မှဒုတိယအချီကတဲ့မင်းသမီးကတကြော့ပြန်ထွက်တယ်ဒါနဲ့ဘိုးဘိုးတို့ဘာတွေပြောနေတော့ဘိုးဘိုးတို့ရဲ့ဒုတိယမင်းသမီးလေးဒုတိယအချီပြန်ထွက်တယ်အဲ့ဒီထွက်ပြီးတော့သူသိမ့်တဲ့အချီကိုပြန်ချီကတယ်ပရန်ခီလို့သုံးလို့ရှိရပြန်ချီဆိုတာပြန်တော့သူကနောက်မထွက်တော့သူကနှစ်ချိန်ကတယ်အဲ့တော့မှပထမမင်းသမီးခေါင်းဆောင်မင်းသမီးကထွက်ခံပြီးမှသူပြန်တဲ့အချိန်ကိုပြန်ချီလို့ခေါ်တယ်အဲ့တော့အငိမ့်ကိုကြည့်ကျင်တဲ့ပုဂ္ဂိုလ်ပွဲကြည့်ကျင်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီအချိန်မှာဇက်အလေသားကိုလာကြည့်ဟဲ့အဲ့ဒီအချိန်မှာမင်းသမီးကလည်း तू ကလည်းခေါင်းဆောင်မင်းသမီးဖြစ်ချင်တော့ तू အသကုံကအသံအကုန်လွတ်တဲ့အဲ့ဒါကိုဇက်အလေသားလို့ခေါ်တာအဲ့ဒီဇက်10နာရီ17နာရီမှာစတဲလိုက်တဲ့အလေသားဒီဇက်ဘလို့ကောင်းမယ်လို့ဒါကြောင့်မလို့ဈေးအစဇက်အလေဖာဝထုတ်ရေးချာဆိုတာတကောက်ဖာကိုပြောတာအခုကျတော့ခင်ဗျားတို့ကဗျာဈေးဇက်လေဟာခင်ဗျမဟုတ်တော့ရှော့ပြောတာလေအဲ့တော့ရှေ့တုန်းကတန်တက်တန်မရှိတဲ့ခေတ်ဖြစ်ခြင်းကြောင့်တကောက်ဖာတွေထပ်ထားတယ်ဆိုဆရာတော်ကမန္တလေးကိုစာသင်လာမယ်ဟိုမှာဝင်းနိုင်ဟိုအောက်ကတကောက်ဖာအောက်ဆုံးဟာဘေးအောက်ဆုံးကတကောက်ဖာကျော်တင်းတယ်လို့ပြောတာအဲ့ဒါတကောက်ကိုဖျက်ပြီးတော့အကျော်တင်းတယ်နဲ့တွဲလိုက်တယ်ဗမာကတကောက်ဈေးအစဈေးတို့မြည်ဒီအစပဲရောင်အစပဲဝဲဈေးဦးဈေးပြကောင်းတယ်ဇက်တို့မြည်ဒီအလဲသားကိုကြည့်ရင်ကောင်းတယ်တကောက်ဖာဝဲအောက်ဆုံးကကောင်ကအကျော်တင်းတယ်10လုံး14 5လုံးထပ်ထားတော့အောက်ဆုံးပေးအပေါ်ကမယူသိတယ်လေမြင်နေရတယ်လေတကောက်ဖာ10လုံးထပ်ထားတယ်အောက်ဆုံးကတကောက်ဖာကိုပေးပါတော့ဈေးအစဇက်လေတကောက်ဖာအဆုံးလို့ပြောတာခင်ဗျားတို့ကအမားတွေလုပ်လိုက်တယ်လေတို့ဖေဥသမ်းမြင့်ကအဲ့လိုပြောပြတာပါ